ကျွန်တော်တို့ online ပေါ်ကနေငွေရှာတယ်ဆိုတာကတကယ်သာသိရင်လေအရန်လွယ်ပါတယ်ကျွန်တော်တို့ Facebook မှာဆိုလို့ရှိရင်လည်း monetization နဲ့ငွေရှာလို့ရတယ် YouTube မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ monetization နဲ့လည်းငွေရှာလို့ရပါတယ်နောက်ဆုံးကျွန်တော်တို့ TikTok မှာဆိုလို့ရှိရင်လည်းငွေရှာလို့ရပါတယ် TikTok မှာလည်း creator reward program ဆိုတာရှိပါတယ်ဒါအပြင်မြန်မာပြည်မှာနေတဲ့သူတွေအတွက်လည်းအခွင့်အရေးရှိပါတယ်ဘာကြောင့်လဲဆိုတော့ TikTok မှာကျွန်တော်တို့ဈေးရောက်လို့ရတယ်ဈေးရောက်နေဆိုတာကကျွန်တော်နိုင်ငံခြားမှာနေမှရောင်းလို့ရတာမဟုတ်ပါဘူးမြန်မာပြည်ကနေလည်းရောင်းလို့ရပါတယ်ခက်တာကကျွန်တော်တို့အဲ့လိုဘယ်လိုလုပ်ရမလဲဘယ်သူရှိသွားမေးရမလဲဘယ်သူတွေကပြောနေလဲဆိုတာကိုတိတိကျကျမသိဘူးယုံကြည်ရတဲ့သူတွေမရှိဘူးဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ခက်ခဲနေတာဖြစ်ပါတယ်အဲ့တော့ TikTok မှာအရင်ဆုံးကျွန်တော်တို့ဒါcreator reward program ပေါ့နော်ကျွန်တော်တို့ creator တွေအတွက် reward လုပ်ထားတဲ့ program ကနေငွေရှာခြင်းနဲ့ဆိုလို့ရှိရင်လိုအပ်တဲ့အချက်လက်လေးတွေကဒါလေးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီမှာချက်ပေါက်ကိုလာမေးထားတဲ့အခုတယောက်ဒီမှာအရင်ဆုံးဆို monetization ပေါ့နော် monetization မှာအရင်ဆုံး program ကသူနှစ်ခုပွင့်နေတယ်အဲ့ဒါကတော့ video gift နဲ့ what with artist ပေါ့နော်အဲ့တော့ video gift ကတော့ကျွန်တော်တို့ video တွေကိုလက်ဆောင်ပေးတာဖြစ်ပါတယ်အဲ့လိုနည်းလမ်းနဲ့လည်းကျွန်တော်တို့လူကြိုက်များမယ်ဆိုလို့ရှိရင်လက်ဆောင်တွေရပြီးတော့ငွေအနေနဲ့ပြန်ပြောင်းလို့ရပါတယ်နောက်တစ်ခုကကြတော့ work with artists ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါတချင်းတွေပေါ့နော်ကျွန်တော်တို့ကိုပိုင်တီးထားတဲ့တချင်းတွေဒါမျိုးတွေနဲ့ဝင်ငွေရှာခြင်းဖြစ်ပါတယ်အဲ့တော့မြန်မာပြည်မှာတော့ဒါလေးတွေကတော့နည်းနည်းခက်မစားသေးဘူးပေါ့ဗျာနော် video gift ကတော့ရတယ်ဘာလို့ရရလဲဆိုတော့ live လွှင့်လို့ရလို့ပါမြန်မာပြည်ကနေနေလည်းကျွန်တော်တို့ TikTok မှာ live လွှင့်လို့ရတယ်နော်ကျွန်တော်တင်ထဲမှာလည်းတင်ပေးထားတယ်အဲ့တော့ပြီးရင်ကျွန်တော်ပြမယ်အဲ့တော့အောက်မှာပေါ်နေပေါ့နော် creator rewards program ဆိုတာရှိပါတယ် creator reward program ဆိုတာကတော့ကျွန်တော်တို့ရဲ့ video တွေဒီအနည်းဆုံး10 minute အထက်ရှိရမယ်10 minute အောက်မှာကြိုက်တဲ့လောက် view ကြည့် million နဲ့ပဲချီကြည့်ပတ်စံတစ်ပြားမှမရပါဘူးနော်အဲ့တော့10 minute အထက်ရှိတဲ့ video တွေပဲပတ်စံပေးတာပါအဲ့တော့ creator reward program နောက်တစ်ခုကတော့ subscription ပေါ့နော် subscription ဆိုတာကလည်းကျွန်တော်တို့ကျွန်တော်တို့ YouTube မှာလည်းရှိတယ် Facebook မှာလည်းရှိပါတယ်အဲ subscription နဲ့လစဉ်ကြီးပေးပြီးတော့ငွေရှာခြင်းဖြစ်ပါတယ်နော်အဲ့တော့ eligible ဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပြရမယ်ဆိုရင်ဒီမှာဒီ creator reward program ကအနည်းဆုံးသင်က18နှစ်အထက်ရှိရမယ်နောက်တစ်ခုကကြတော့ 10k follower 10k အထက်ရှိရမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ100k ပေါ့နော်တသိန်းပေါ့နော် view တသိန်းရက်30တွင်ရရမယ်ပေါ့နော်အဲ့တော့ဒီအကောင့်ကတော့တေးထားတယ်ကျွန်တော်တို့ဂျပန်အကောင့်ဖြစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တင်တန်းမှာလည်းဂျပန်အကောင့်ဖွင့်နေတွေကိုလည်းကျွန်တော်ပြပြပေးထားတယ်ဆိုတော့ဒါကတော့ creator reward program နဲ့ငွေရှာတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော် video gift တွေရဖို့ live လွှင့်ဖို့ရလားဆိုတော့ရပါတယ်เนาะကျွန်တော်အခုပဲပြသပေးပါမယ်ကျွန်တော်ရဲ့ TikTok လေးကိုကျွန်တော်ဖွင့်လိုက်မယ်เนาะဒါလေးကတော့ကျွန်တော်ရဲ့ TikTok ဖြစ်ပါတယ် We Talk by Yet Official ဆိုဖြစ်ပါတယ်ဒီ channel ကဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်အကောင့်ဖြစ်ပါတယ်เนาะဂျပန်အကောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာဒီအောက်က plus လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ဒါအခုကျွန်တော်ကိုမြင်နေရပြီပေါ့နော်မြင်နေတဲ့အချိန်မှာဒီမှာကြည့်လိုက် live ရှိတယ် post ရှိတယ် creation အဲ့တော့ live ကိုနှိပ်လိုက်မယ် live ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်အနေနဲ့ဒါ live friend လို့ရပြီပေါ့နော်အဲ့တော့မိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲဒီမှာကျွန်တော် live ပေါ်နေအဲ့ဒီမှာကျွန်တော်တို့ဈေးရောက်လို့ရတယ်ဆိုတာလည်းပြောချင်တယ်အဲ့တော့ဒီဘက်လေးမှာဆိုရင်ကျွန်တော်တို့ business ဆိုတာလည်းရှိတယ်ဟုတ်ပြီနော်အဲ့ဒီနေရာတွေမှာကျွန်တော်တို့ကိုရောင်းချင်တဲ့ပစ္စည်းတွေ product တွေကိုအောက်မှာချထားလို့ရပါတယ်အဲ့တော့ဒီ account ဒီဂျပန် account ဖြစ်တယ်သို့တော်လည်းဒီအကောင့်ကနေပဲကျွန်တော်တို့ဈေးရောက်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ TikTok ကနေလည်းငွေရှာလို့ရတယ်ဆိုတော့ပြောချင်တာပါကိုကထိုင်းမှာနေမှာမဟုတ်ပါဘူးမြန်မာပြည်မှာနေနေတယ်လေ live ပဲလွှင့်ဈေးပဲရောင်း creator reward program ကနေပဲငွေရှာလို့ရပါတယ်ဆိုတော့လည်းပြောချင်တာဖြစ်ပါတယ်โอเคအဲ့တော့ပြန်ဆုပ်လိုက်မယ်အဲ့တော့ဒီမှာဈေးရောက်ထားတဲ့ video ဆိုတာဘယ်လိုလဲဆိုတာလေးကိုကျွန်တော်အနေနဲ့တစ်ခုလောက်ပြချင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့Lucin LUSEN Lucin ဆိုတဲ့ link လေးရှိတယ်ပေါ့နော်ဘေးနားမှာဈေးချင်းတောင်းလေးနဲ့အဲ့ဒါကကျွန်တော် link တင်ထားတာပါအကယ်၍မိတ်ဆွေတို့ကဒီ video လေးကိုကြည့်ပြီးတော့ဒီ Lucin club လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ပြောရမှာဆိုလို့ရှိရင်သွားဝယ်မယ်ဆိုလို့ရှိရင်ဒါငွေရတယ်ပေါ့ဗျာเนาะဒါမျိုးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ TikTok ကနေဈေးချင်းတောင်းနဲ့ငွေရှာမယ်ဆိုလို့ရှိရင်ထိုင်းအကောင့်တွေကတော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဂျပန်အကောင့်လည်းရပါတယ်เนาะအခုဒီအကောင့်ဒီဒါဂျပန်အကောင့်ဖြစ်ပါတယ်เนาะဂျပန်အကောင့်ပါကျွန်တော်ရဲ့ဒီအကောင့်ကိုသွားမယ်သွားပြီးကျွန်တော်တို့32နှိပ်မယ်ပြီးရင်ကျွန်တော်တို့setting and privacy သွားမယ်ပြီးရင်အကောင့်ကိုဝင်မယ်အကောင့်ကနေမှကျွန်တော်တို့အကောင့် information ဝင်လိုက်မယ်ဟုတ်ပြီเนาะဒီမှာတော့ကျွန်တော်တို့အကောင့်ရဲ့ပေါ်လာပြီ sorry account region ပေါ့နော်ဒီမှာ account region မှာကျွန်တော်ဂျပန်ဆိုပြီးပြနေတယ်ဒါပေမဲ့ဈေးလေးရောင်းလို့ရပါတယ်ဆိုတော့
အဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ပေါ့နော်ကျွန်တော်က TikTok မှာလည်းပတ်စံရှာလို့ရတယ် personal brand နဲ့တိစောက်ပြီးတော့ဈေးလည်းရောင်းလို့ရပါတယ်နော် creator reward program နဲ့ငွေရှာလို့ရပါတယ်ကျွန်တော်တို့မရတဲ့နေရာနေမှာရှာလို့ရပါတယ်အဲ့တော့ကျွန်တော်အခုဖွင့်ထားတဲ့သင်တန်းဆိုလို့ရှိရင် all in one package ဖြစ်ပါတယ် YouTube ရော Facebook ရော TikTok ရောသုံးမျိုးလုံးမှာငွေရှာလို့ရအောင်သင်ပေးတဲ့သင်တန်းဖြစ်ပါတယ်အဲ့တော့အခုစပြီးတော့ကျွန်တော်သင်တန်းကိုဗီဒီယိုလေးဖြည့်နေပါပြီလုတ်တင်လုပ်နေပြီအခုချိန်မှာအားလိပတ်အနေနဲ့လာအပ်မဲ့လူတွေကတော့ကျွန်တော်50% discount ပေးထားပါတယ်2026ရောက်ပြီဆိုရင်တော့အဲ့ဒီရာခိုင်နှုန်းမရတော့ပါဘူးဟုတ်ပြီနော်ဒါကြောင့်အခုကလေးကလာအပ်ထားဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဟုတ်ကဲ့ဒီလောက်ပါပဲကျွန်တော်တို့ဒေါက်တာရထပ်ပါမစ်ဆူရဲ့ content creation ခရီးစဉ်ကိုကူညီပေးဖို့အသင့်ရှိပါတယ်အားလုံး bye bye